ယူမီဟာဟွန်မီတာစုထဲမှာဩဇာအာဏာပြချင်တာကြောင့်သူ့ရဲ့နောက်လိုက်ဖြစ်သူဟွမ်နုံကိုရန်ယူကျိုးစီဆေးလူပြီးပြဿနာရှာခိုင်းခဲ့ပါတယ်။ဒါပေမဲ့မောက်မာလာတဲ့ဟွမ်နုံတယောက်ကဆိုချင်တော့ဝမ်လင်နဲ့တက်တက်တူပါတော့တယ်။ဝမ်လင်လိုလူတက်နက်ဖျားအတွက်တော့နက်ဖျားအဆင့်ဦးတည်ခြင်းအလဲလက်ဆင့်ရှိတဲ့ဟွမ်နုံဟာလက်ထောက်တစ်ချက်တီးုံနဲ့တဲ့အသေးခံဖို့ရောက်လာတဲ့တားတောင်ကြီးကောင်လိုပါပဲ။ဟွမ်နုံအနေခံရတာကိုတိသွားတဲ့လူမီဟာဒေါသလေးလေးထွက်ပြီးဘသူကငါ့ကိုဒီလောက်တောင်စင်ခေါ်ရဲတာလဲဆိုတာကြည့်ဖို့ရန်ယူကျိုးစီကိုယ်တိုင်ဆက်လာခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲဝမ်လင်ကလည်းမွန်လူစီကနေဂျိုးဘိုးကိုပြန်ရောက်လာတာနဲ့ဝက်တီထိုးရတော့တယ်။ရန်သူဟောင်းနှစ်ယောက်ဆုံကြပြီဆိုတော့မျက်လုံးချင်းစုံတာနဲ့တင်မိပွင့်မတက်အညိုးတီးတွေကပောက်ကွဲလာပါတယ်။ယူမီဟာရုပ်ပြထားတဲ့ဝမ်လင်ကိုချက်ချင်းမဲ့မိသွားပြီးနှစ်ယောက်သားတစ်ထုဖြတ်တိုက်ပွဲကိုစတင်ပါတော့တယ်။ဒါပေမဲ့ဝမ်လင်တယောက်အော်တိုလိုတွားရတာကယူမီဟာသူ့အတွက်အစိပ်ပြင်းတဲ့လက်ဆောင်တစ်ခုပြင်ဆင်ထားတာပါပဲ။အဲ့ဒါကတော့သူနှစ်ယောက်ရဲ့တွေ့တာဖြစ်တဲ့သားလေးဝမ်ဖိန်ပါပဲ။ယူမီဟာမိခင်တယောက်ဖြစ်ပေမဲ့ရရဆက်ဆက်ပဲတားဖြစ်သူကိုနက်ဖျားကလေးငယ်အဖြစ်ပြုလုပ်ထားခဲ့ပါတယ်။ဒီတဲ့ဟာဝမ်လင်အတွက်တော့မူကျုဖြစ်တယ်လို့ခံစားလိုက်ရပေမဲ့အကြောင်းကျိုးတရားကိုနားလည်စားပြုနေပြီဖြစ်တဲ့ဝမ်လင်ဟာသူ့ရဲ့တွေ့တာကိုဘလိုနည်းနဲ့မဆိုကန်လူယူကိုဆုံးဖြတ်လိုက်ပါတယ်။ယူမီဟာနက်ဖျားအဆင့်ဦးတည်ခြင်းအထောက်ထိပ်အဆင့်ရှိနေပေမဲ့ဝမ်လင်ရဲ့အဆင့်ဟာရေရနဲ့ပဲအဆင့်ကိုကျော်လွန်နေပြီဖြစ်လို့ကြွားချချက်ကပြည့်တက်ပါလေ။ယူမီကိုအဆုံးစီရင်တော့မဲ့အချိန်မှာပဲခွန်မီတာစုရဲ့ဘူဘေးဟွမ်ငူချင်းပေါ်လာပါတယ်။ဟွမ်ငူချင်းဟာသူ့ရဲ့ကျင့်စဉ်အဆင့်တွေကျဆင်းနေတာကြောင့်ဝမ်လင်ကိုတိုက်ရိုက်မရင်ဆိုင်ရဲပဲကျင်းဝါစကားတွေပြောပြီးယူခေါ်ပါထွက်ပြေးဖို့ကြိုးစားပါတယ်။ဒါပေမဲ့မင်းတို့ကလာချင်းတလို့လာပြီးပြန်ချင်းတလို့ပြန်လို့ရမလားဆိုတဲ့ဝမ်လင်ကလူမေကိုကဲတဲ့သူမှန်သမျှဟောမီတာစုတစ်စုလုံးအမြင့်ကဲ့စေရမယ်လို့ဟိန်းဟောက်ပြီးနင်းချမ်းဟုစီကရထားတဲ့နက်ဖျားသားလင်းနဲ့လှမ်းခုတ်လိုက်ပါတယ်။အဲ့ဒီဒါလင်းနဲ့ဟာနေပတ်အစင်တန်းစင်ချင်းအဆင့်ရှိတဲ့ကျွမ်းကျင်သူတဦးရဲ့စွာဖြစ်လို့ဟောင်းငူချင်းတယောက်စီလူမတက်ကြောက်လာတဲ့ကြားနဲ့လူမေကိုဆွဲပြီးမီတာစုစီကိုအမြန်ဆုံးထွက်ပြေးခဲ့ရပါတယ်။ဒါတော့မှအဲ့ဒီဒါလင်းနဲ့ကဖုန်မီတာစုရဲ့နာမည်အထိတောက်လျှောက်လိုက်ပါလာပြီးဟောင်းငူချင်းကိုထိမှန်သွားတာကြောင့်သူ့ရဲ့ကြာဆင်းနေတဲ့ကျင့်စဉ်ဟာပူပြီးတော့ကက်စီသွားခဲ့ရပါတယ်။ဝမ်လင်ဆိုတာပြောပြီးရင်ဖြစ်အောင်လုပ်တဲ့သူပြီးပြီးရပိုင်းတွင်းမှာတဲ့ကျန်းဟွမ်ဂျိုကိုတကူတော့တွားရောက်ချင်မှုပါတော့တယ်။သူ့လက်ထဲမှာဥပဒေဆွဲအားတွေပါတဲ့ကျန်တော်ကျွဲရှုံးနေမှုမရှိစေတဲ့ချန်နီပူတီနဲ့နက်ဖျားသားလင်းနဲ့တွေရှိနေတာကြောင့်သူ့ကိုဘယ်သူမှမတားဆီးနိုင်ပါဘူး။ဒါရင်မကသေးပဲအရေးကြုံရင်လွတ်ဖို့အတွက်ရှီဟောင်းနဲ့ဆိုးကြီးကိုလည်းအရန်တင်ပြင်ထားပါသေးတယ်။စိုးဆုံးကတော့ဝမ်လင်စီမှာမိုးကျိုးသားရရှိနေတာကိုမြင်လိုက်ရတဲ့အချိန်မှာပဲလူတန်ကျဲစုနယ်မြေမှာမိုးကျိုးသားရရှိသူဟာမိုးကျိုးနက်ဖျားနဲ့တော်ရဲ့တမန်တော်ပဲဖြစ်ရပါမယ်။အဲ့ဒီအချိန်ဝါကိုမြင်တဲ့အခါမှာတော့တခြားမိသားစုတွေမကပဲဟွန်မီသားစုရဲ့တွေးရင်သားရင်းတွေတော့မှဟောင်းငူချင်းကိုစွန့်ခွာပြီးသူတို့နဲ့မဖက်သက်ကြောင်ကြီးညာလိုက်ကြပါတော့တယ်။အားလုံးရဲ့စုကစ်ချင်းကိုခံလိုက်ရတဲ့ဟောင်းငူချင်းရဲ့မျက်နှာဟာဘလောက်တောင်အကြီးအဆိုးလိုက်မလဲဆိုတာမှန်းဆထိနိုင်ပါတယ်။နောက်ဆုံးမှာတော့ယူမီဟာဝမ်လင်ကိုလက်စားချေဖို့အတွက်သူ့ကိုယ်သူဟောင်းငူချင်းစီကိုပြစ်ပူဇော်ပြီးပေါက်ဆက်လိုက်ပါတယ်။အဲ့ဒီနောက်မှာဟောင်းငူချင်းဟာအင်အားကြီးတဲ့ရုံးနံကင်းမဲ့သောမာယာတရားကိုရရှိသွားပြီးမိသားစုရဲ့အဆောင်လက်ဖွဲ့ကိုပါအတုံးပြူကအောင်းနိုင်ပြီးအထင်နဲ့ရင်မောလိုက်ချိန်မှာပဲဝမ်လင်ကသူ့ရဲ့နောက်ဆုံးကက်ခစ်တဲ့ရှီဟောင်းနဲ့ဆိုကြီးကိုထုတ်လုပ်လိုက်ပါတယ်။အစ်အမှန်နဲ့ဆိုကြီးနဲ့တွေ့လိုက်ရတဲ့အခါမှာတော့နှက်ဆောင်မာယာတရားတွေဟာငါးကြီးကိုတွေ့တဲ့ငါးလေးလိုပဲဘာမှမတတ်နိုင်တော့ပဲဝမ်မြူချင်းကိုခံလိုက်ရပါတော့တယ်။ကျန်းဟွမ်ဂျိုရဲ့အင်အားကြီးပုဂ္ဂိုလ်ကြီးဖြစ်တဲ့ဟောင်းငူချင်းနဲ့ယူမီတို့ဟာပြတော့မကြမ်းအောင်တစီသွားခဲ့ရပါတယ်။တကယ်တော့ဒါဟာသူတို့မဆက်တဲ့သူကိုတွားစမီလိုရလာတဲ့နေကုန်ပါပဲ။အောင်ပွဲကိုမင်္ဂလာနီးမှာဝမ်လင်ရဲ့လက်တိကျအောက်မှာအရာအလုံးကျင်းမွသွားတဲ့သူတို့ရဲ့အခြေဟာတကယ်ကိုတနာစရာကောင်းတယ်လို့သူတို့လိုရဲ့နဲ့ထိုက်တန်တဲ့ရလပဲဖြစ်ပါတော့တယ်။